နားလေးတာငါလေးတာ ဟာကိုတရားကြီးနေကောင်းရနော် ဟာနေကောင်းလို့ပါမင်္ဂလာတော့စောင်းတော့မယ်ကွာမင်းရ ရုပ်ရှင်သွားကြည့်ကြမလို့လား ဟုတ်တယ် မင်္ဂလာရုံမှာဘာကားတင်တာတော့ ဟေ့မင်္ဂလာစောင်းတော့မှပြောတာဘာကြောင်းနေလဲမသိကွာမင်းကောင်ပြော မပြောနဲ့လို့မင်းမပြောနဲ့လို့ ဟာကြားပါတယ်ကွာမင်းကတွတ်တွတ်တာပြော ဟိုကိုတရားညကြမှာကျွန်တော်တို့ခမရလာခဲ့အောင်ပါဗျာကိုတရားရှိရကိုရအောင်နော် ဟာရပါတယ်ကွာအခုချိန်မှာနေရအမျိုးတွေလည်းစုံနေတယ်အေးဆေးပဲ အာကောင်းတာပေါ့ဗျာဒီလိုအချိန်မျိုးမှာအမျိုးတွေစုံမကောင်းပါပဲနော် သွားပြီ ဟေးဒီရက်တောင်နေပါရောရိုက်ပြီးပြီလား ဒါကျေးဇူးထူးကတော့ကြောက်တောင်ထားတယ်နော် မင်းဘာစကားပြောမင်းဘာစကားပြောတာလဲဟမ် ခမရတကယ်မသိသေးဘူးလား ဘာမှမသိဘူးဘာတည့်ရမှာ အေးမသိသေးတာကိုသိရအောင်ရက်ွက်ရုံခမရသွားလိုက်အမှဆိုင်းမုတ်ထောင်ထားတယ်သွားလိုက် ရက်ွက်ရုံမှာဆိုင်းဝိုင်းကြီးပါလို့ပို့ အာမင်းကစောက်တော့လည်းပြောပြန်ပြီဆိုင်းမုတ်ထောင်ထားတာသွားကြည့်ခိုင်းမယ် အလူကြီးလို့အဲ့ဒါ ဆိုင်းမုတ်ထောင်ထားတာမင်းလည်းတော့ ဒီစားဟဲ့ဂျေးဟေးအမေတို့ရ ဟာလူဆောင်သက်ဆောင်ပါလားဗျာအကိုတရားခဏရင်တော့ကျွန်တော်ညရင်လာဘူးမလို့ ဘာလာတော့မှာမသားလာစောက်မှာဘဲဝိုင်းလာထောက်မှာဟမ် ခမရလေခမရမိလာဆောင်အတွက်လာကူပါလေဗျာဟောမပြောကောင်းမဆိုကောင်းမပြောပါနဲ့ ငါမပြောကောင်းမဆိုကောင်းပြောတာမင်းကလှုပ်သွားတာကွာမင်းကလှုပ်သွားတာ ဟဲလူတွေအများကြီးပါလားလူကြီးတွေလည်းပါတယ်ဘာဖြစ်နေကြလဲအိမ်နဲ့ဝင်ကြလေ မဝင်တော့ဗျာမဝင်တော့ဟာဒီမှာလာကြည့်ဟာဒီမှာလာကြည့်ဗျာ အနဲ့ပြန်ကိုဝေရမင်္ဂလာဆောင်ဟုတ်လေပြောပါဒီနေ့ညနေကိုတီဟနာလူငယ်များသွားကိုကြသူရေးထားတယ်မသိပါဘူးဗျရဲကျွန်တော်တို့ကအဲ့လောက်ကြီးတော့ထိုင် ကြည့်တယ်ကွာကြည့်ရမှာလေအကြီးရောဖြစ်သွားတာအကြီးရောဖြစ်သွားတာကွာရှိစားလေးတယောက်ရှားရှားပါပါရှိပါဟမ်မနေ့အိမ်တော်ပြုတ်ကိုစီယုံထားတယ်မင်းဘလို့လှုပ်ရတယ်ကွာဟမ်မင်းတော့ကောင်းလားကွာမစစ်စစ်ကောင်းလား ကောင်းတယ် ဘာကောင်းလဲ မကောင်းဘူး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 ကြရဲစဉ်းစားကြည့်လို့ရှိရင်ဗျာဒီကိစ္စကကျွန်တော်တယောက်မှားပြီးပဲလည်းမဟုတ်ဘူးဗျာ မင်းဘာပြောမလဲဘာဖင်ပိတ်ပြီးညင်းမလဲ အော် ဟမ်ဘာဖင်ပိတ်ညင်း မငင်းဘူးကျွန်တော်ဖြစ်စဉ်ကိုပြန်ပြီးသုံးသပ်ပြမယ်ဆိုလို့ရှိရင်ကိုစီရဆိုတဲ့ခမရကမင်းလာဆောင်ရဗျာဝီရဆိုတဲ့သူကသေသွားတယ်လေဟုတ်တယ်မလား အဲ့ဘာဖြစ်လဲအဲ့တော့ဘာဖြစ်လဲ ဟောအဲ့ဒီကဝီရနဲ့သေရသေရနဲ့ဝီရနဲ့သေရနာမည်တော်တော်တူတာဗျာနော်အဲ့လေအဲ့တော့ဝီရနဲ့သေရကိုကျွန်တော်နာမည်မှားပြီးတော့ရေးမိတာကျွန်တော်အပြစ်ကြီးပြောတယ်မဟုတ်ဘူးဟုတ်တယ်မလားမရ ဟုတ်တာပေါ့တာရဲ့ဟဲမဟုတ်ဘူးမင်းတို့ရှုပ်တော့ဘူးငါ့ကိုဆွဲမထင်းနဲ့အတာဖွင့်မှာဟင်းဝတ်တယ်ထားတယ်တူးကုန်မယ်မပြူသွားကြည့်တော့မကြည့်တော့ အမေ ဟဲ့ရဲရဲမင်းကွာငါမင်္ဂလာတော်နဲ့နာရဲနေမှာမှားရတယ်လို့ကွာစက်တွေတုံးလိုက်တော့ကွာ မဟုတ်ဘူးဗျာတကယ်တည်တည်ကြကြစဉ်းစားကြည့်လို့ရှိရင်မင်္ဂလာဆောင်ဆိုတာလည်းနိုင်တစ်ခုပဲ ဘာဆိုင်လို့လဲဘာဆိုင်လို့လဲရောက် အာဟုတ်တယ်လေမင်္ဂလာဆောင်ပြီးသွားလို့ရှိရင်ခင်ဗျာလူပြုံဟုတ်တယ်ခင်ဗျာရဲ့တိတ်ကိုလွတ်လပ်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့လူလိုဘောခင်ဗျာကိုလည်းတချို့ပလိုက်တာခင်ဗျာကိုယ်တိုင်ပဲခင်ဗျာရဲ့လူလိုဘောကိုဖျက်ဆီးပလိုက်တာပဲ ဟုတ်တယ်မင်းပြောဟုတ်တယ် အဲ့တော့ဗျာခမ ्या ဘာလို့တင်လဲဆိုတော့ခမ ्या ဘာသာခမ ्या စဉ်းစားမင်းလာဆောင်လဲဆိုတာကရွှေချောင်လုံးလို့ကောင်းတဲ့ကိစ္စမဟုတ်ဘူးနော်ကျွန်တော်ဒါပဲပြောချင်တယ်ဗျာ ဒီကွာမင်းကကျေးဇူးရတယ်ကွာငါအဲ့ဒီတော့ငါတိတ်ချပြန်စဉ်းစားမရကျေးဇူးတင်တယ်ကွာကျေးဇူးတင်တယ် ဒီမှာရှင့်ဘာကိုစဉ်းစားကြင်လဲဟမ်ဖိတ်စာလေးကုန်ဝယ်ပြီးတော့ပထမနေ့ကအကုန်သိနေပြီဟမ်အဲ့တော့ရှင့်ဘာကိုစဉ်းစားကြင်လဲဘာလို့ချင်းသေးလို့လဲဟမ်ရီရီကတော့လာမလို့နဲ့နော်ရှင့်တစ်ခါအသွေးတက်ပြန်မှာကြားရနော် ဟုတ်ပြီ ဖြစ်ချင်လား ကျေးမင်းကမွေးပြန်ပြီကွာ